လာပါခင်ဗျာကျွန်တော်တော့ BMLB FC ရဲ့ talent အောင်ဖုံးခန့်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုရောက်ရှိနေရတော့အကြောင်းပြောင်းပါပါဒီနေ့ညကစားမဲ့ဘရာဇီးနဲ့မော်ရိုကိုအသင်းတို့ရဲ့ပွဲစဉ်အမြင်တွေကိုဒီမှာရှိနေတဲ့ပရိသတ်တွေကိုအားလုံးကိုကျွန်တော်လိုက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လိုက်ကြည့်ကြပါအောင်ဟုတ်မင်္ဂလာပါအမဘလုံးဝဲကြည့်လားမသိဘူးခင်ဗျာကြည့်ပါတယ်ရှင်ဒါဆိုလို့ရှိရင်အမဝတ်ထားတဲ့အင်ဂျီကိုကြည့်လို့ရှိရင်တော့ဒါဘရာဇီးအသင်းကိုအားပေးမယ်လို့ထင်တယ်ဟုတ်ပါတယ်ဒါဆိုရှင်ဒီနေ့ညကစားမဲ့ဘရာဇီးနဲ့မော်ရိုကိုပွဲစဉ်ကိုမှကြည့်မှာပေါ့ဟုတ်ကြည့်ပါရှင်ဒါဆိုရှင်မဒါဘရာဇီးအသင်းကိုပဲအားပေးမှာပေါ့ဟုတ်ပါတယ်ဒါဆိုလို့ရှင်အမအကြိုက်ဆုံးဘရာဇီးအသင်းတွေကကစားသမားဘယ်သူဖြစ်မလဲခင်ဗျဟုတ်နေမှာပါရှင်နေမှာတော့ကြားဟုတ်ပါဒါဆိုလို့ရှင်ဒီညကစားမဲ့ဒီဘရာဇီးနဲ့မော်ရိုကိုပွဲစဉ်မှာဘရာဇီးကစကော့ဘလောက်နဲ့အပြတ်တက်နိုင်မယ်လို့ထင်လဲခင်ဗျလုံးဝအပြတ်နိုင်မယ်လို့ထင်ပါတယ်အပြတ်တက်နိုင်မှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ဒါအမအားပေးတဲ့ဘရာဇီးအသင်းကဒါကမ္ဘာဖလားကိုဒီနှစ်ရမယ်ပေါ့ဟုတ်ရမှာပါရှင်ဟုတ်ခြေပြတော့ကျေးဇူးများတင်ပါတယ်ခင်ဗျာဟာပါကိုမင်္ဂလာပါဟုတ်ကဲ့ဒီနေ့ဒီ World Cup ကိုကြည့်မှာပေါ့နော်ကြည့်ပါအားပေးပါဒါဆိုလို့ရှိရင်ဒီနေ့ညကစားမယ်ဒါဘရာဇီးအသင်းနဲ့မော်ရိုကိုအသင်းအကိုပဲအသင်းကိုအားပေးမှာလည်းမသိဘရာဇီးအသင်းကိုအားပေးမှာဒါဆိုလို့ရှိရင်ဒီနေ့ညဘရာဇီးကစကော့ဘလောက်နဲ့အပြီးသက်မယ်လို့ထင်လဲခင်ဗျာ2-1ပေါ့2-1နဲ့ပြီးမှာဟုတ်ကဲ့ကျေးဇူးပါဒါဆိုလို့ရှိရင်ဘရာဇီးအသင်းရဲ့ဒီ Man of the Match ကဘယ်သူဖြစ်မယ်လို့ထင်လဲခင်ဗျ Vinicius ဖြစ်မယ်ဟုတ်ကဲ့Vinicius ဖြစ်မှာဒါဆိုရှင်အကိုအားပေးတဲ့ဘရာဇီးအသင်းရပဲမော်ရိုကိုဘက်ကိုလွယ်လွယ်နဲ့နိုင်သွားမှာလားဒါမှမဟုတ်မော်ရိုကိုဘက်ကရောဒီ surprise result တွေလောက်လာခဲ့ရင်ရောကျိတ်နေရှိမယ်တော့ထင်တယ်မော်ရိုကိုလည်းညင်းနေတင်မှာမဟုတ်လားဟုတ်ကဲ့ဒါဆိုလို့ရှင်ဟုတ်ကဲ့ဒါဆိုလို့ရှင်ဒါအကိုအားပေးတဲ့ဘရာဇီးအသင်းကဒီနှစ်ကမ္ဘာဖလားရမယ်ပေါ့မသိချဘူး17%လောက်ပေါ့ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာမင်္ဂလာပါကိုဟုတ်မင်္ဂလာပါဒါအကိုဘောလုံးပွဲကြည့်လားမသိဘူးခင်ဗျာကြည့်ဖြစ်တယ်ခင်ဗျာကြည့်ဖြစ်တယ်ဒါဆိုရှင်အကိုဘယ်အသင်းကိုအားပေးရလဲမသိဘူးကျွန်တော်ပရီးမီးယားလိမှာဆိုမန်ယူပေါ့ဟုတ်ကဲ့ပရီးမီးယားဆိုမန်ယူအားပေးရဒါဆိုရှင်ဒီနေ့ညကန်မဲ့ဒါဘရာဇီးနဲ့မော်ရိုကိုအသင်းမှာဆိုရင်ဒါဘယ်အသင်းကိုအကိုအားပေးမှာလဲမလဲကျွန်တော်မော်ရိုကိုနဲ့ပို့ကြိုက်ပါဆိုအန်တာတော့အသင်းမို့လို့လေအားကြောင့်မလို့ပို့ကြိုက်တာဟုတ်ဒါဆိုရှင်ဒီမော်ရိုကိုဘက်မှာရောဒါဘယ်ကစားသမားကိုအကိုသဘောအကျဆုံးလဲခင်ဗျမော်ရိုကိုမှာတော့အဲ့လိုမျိုး favorite player တော့မရှိဘူးဟုတ်ကဲ့ဒါဆိုရှင်ဒါဒီညအကိုအိတ်ပွဲကိုအကိုစောင့်ကြည့်မှာပေါ့ဟုတ်ကြည့်ပြဖို့များဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရှင်ဒါအကိုအားပေးရဲ့မော်ရိုကိုအသင်းကဒီကမ္ဘာဖလားကိုရမယ်လို့အကိုထင်လားရအောင်မရတော့အများဆုံးရအောင် semi final တော့ရောက်မယ်ထင်တယ်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအပြေကြပြီလို့မင်္ဂလာပါညီဟုတ်ကဲ့မင်္ဂလာပါဗျဒါအကိုညီဘောလုံးပွဲကြည့်လားမသိဘူးကြည့်ပါရဘောလုံးပွဲကြည့်ရပေါ့ဒါဆိုရှင်ဒီနေ့ညကစားမယ်ဘရာဇီးနဲ့ဒီမော်ရိုကိုပွဲစဉ်ကိုညီကြည့်မှာလားဟုတ်ကြည့်ပါရကြည့်မှာနော်ဒါဆိုရှင်ဒီညီအကြိုက်ဆုံးဘရာဇီးအသင်းတွေကကစားသမားတယောက်ဆိုရှင်ဘယ်သူဖြစ်မယ်လို့ထင်လဲနေမာပဲဟုတ်နေမာဟုတ်နေမာကိုသဘောကျတာဟုတ်ပြီအဲ့ဆိုလို့ရှင်ဒီညဒီကန်မဲ့ဒီဘရာဇီးနဲ့မော်ရိုကိုမှာရောဒါဘရာဇီးအသင်းကနိုင်မယ်ပေါ့ဟုတ်ကဲ့ဘရာဇီးဖန်ဆိုတော့ဟုတ်ကဲ့ဘရာဇီးပဲနိုင်မှာပေါ့ဒါဆိုလို့ရှိရင်ဒါညီကဒီဘရာဇီးအသင်းကလွယ်လွယ်နဲ့နိုင်မယ်လို့ထင်လားဒါမှမဟုတ်မော်ရိုကိုဘက်ကနေပြီးတော့ဒါ surprise result တွေလုပ်ပြလာမယ်ဆိုရင်ရောတကယ်နိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့တော်တော်အားပေးရကြာပြီထင်တယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒါဒီ World Cup ကိုဒါဘရာဇီးကရမယ်လို့ထင်လားထင်ပါတယ်ဗျဘရာဇီးဖန်ဆိုတော့ငယ်ငယ်ဘရာဇီးပဲအားပေးရဆိုတော့နေမှာဖန်လည်းပါဆိုတော့ဘရာဇီးပဲရမယ်ထင်ပါတယ်ဟုတ်ကဲ့ရပါစေဗျာနော်ကျေးဇူးများတင်ပါတယ်မင်္ဂလာပါ brother တို့မင်္ဂလာပါဗျာဟုတ်ကဲ့ဒါကိုတို့ဒါဘောလုံးပွဲကြည့်တာမသိဘူးကြည့်ရဘောလုံးပွဲကြည့်ရပေါ့ဒါဆိုရှင်ဒါအကိုဘာအသင်းအားပေးလဲမသိဘူးပေါ်တူဂီအသင်းအားပေးဒါအကိုရောဘရာဇီးအားပေးရအာဂျင်တီးနားအောင်ပေးဘူးလားမပေးဘူးဗျโอเคဟုတ်ပါပြီဒါဆိုရှင်ဒါဒီနေ့ကမ္ဘာဖလားကိုဘယ်သူရမှာလို့ထင်တယ်အကိုကဒါပေါ်တီရမယ်လို့ထင်တယ်ပေါ်တူဂီရမယ်လို့ထင်တယ်ကျွန်တော်ဘရာဇီးလို့ထင်တယ်ဘရာဇီးလို့ထင်တယ်ဒါဆိုရှင်ဒါအကိုဘရာဇီးအားပေးအကိုကဒီနေ့ညဒါဘရာဇီးပွဲရှိရပေါ့လေဘရာဇီးနဲ့ဒါမော်ရိုကိုပွဲစဉ်ရှိရပေါ့ဟာဒါဆိုရှင်ဒါအကိုကဒီဘရာဇီးနဲ့မော်ရိုကိုပွဲစဉ်မှာဘရာဇီးကပြတ်သက်ဘယ်လိုဂိုးတွေနဲ့နိုင်မယ်လို့ထင်တယ်4-2-4-0အပြတ်သက်နိုင်မှာโอเคဟုတ်ပါပြီဒါဆိုရှင်ဒါအကိုအားပေးရဲ့ဘရာဇီးအသင်းကဒါ World Cup ကိုကြမယ်ပေါ့ရမှာပါโอเคကျေးဇူးများတင်ပါတယ်ခင်ဗျာโอเคနေ့တော့ကျွန်တော်အားလုံးကိုမေးခဲ့လို့ပြီးပါပြီဒါမေးခဲ့တဲ့အတိုင်းမှာဒါပြည်သက်တွေမြင်တဲ့အတိုင်းပဲဒါဘရာဇီးအသင်းကိုပို့ပြီးအားပေးရဲ့လူဟိုရှိရပေါ့လေဒီတော့ရှာရှာပါပါဒါမော်ရိုကိုအသင်းကိုအားပေးရဲ့ brother တယောက်ကိုလည်းကျွန်တော်မြင်ခဲ့တယ်ဒီတော့
ဒီနေ့ညကစားမဲ့မော်ရိုကိုနဲ့ဘရာဇီးအသင်းမှာဘယ်အသင်းကနိုင်မယ်လို့ထင်လဲခင်ဗျာထင်တဲ့ဟာလေးကို comment လေးမှာရေးပေးခဲ့ပါကျွန်တော်တို့ရဲ့ Bumblebee FC page ကိုလည်း like and follow လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက် video မှာပြန်လည်တွေ့ဆုံပါမယ်နော်